အားလုံးပဲမင်္ဂလာပါကျွန်တော် Digital Knowledge Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Query တော့အကောင့်မှာ two step ခဏပြီးအကြောင်းမျိုးကြောင့် login ပြောင်းလို့မရတဲ့သူတွေရှိလား two step ခဏပြီး login ပြောင်းလို့မရတဲ့ပြဿနာမျိုးတွေကြုံနေတယ်ဆိုရင်Query တော့အကောင့်ကို TikTok ရုံးကိုကူညီတောင်းပြီးဘယ်လိုမျိုး two step ပြုတ်ခံရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဒါမှသာလည်းမိတ်ဆွေတွေနဲ့ Query တော့အကောင့်ကို login ပြောင်းလို့မရတဲ့ပြဿနာကိုကိုယ်တိုင်ဖြေရှင်းနိုင်မှာပါ Okay ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒီလိုမျိုးမိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ browser တော့မဟုတ် Chrome ကိုဝင်လိုက်ပါ Chrome နဲ့ဝင်ကြပြီဆိုတော့ Webboy problem ဆိုပြီးရချလိုက်ပါအထက်ဆုံးလေးမှာပေါ်နေပါခင်ဗျအဲ့ဒါလေးကိုနှိပ်လိုက်ပါအခုလိုမျိုးလေးပေါ်လာဆိုတော့အပေါ်ဆုံး TikTok logo နဲ့ Webboy problem ဆိုတော့လေးကိုနှိပ်ပေးလိုက်ပါတော့ပြန်မှာကျွန်တော်တို့ရေးပေးရမယ့်အရာလေးကအကောင့် asset and security ဆိုတာလေးကိုရေးပေးရမှာပါနောက်ပြီးတော့ category က recover အကောင့်ဆိုတာလေးကိုရေးပေးလိုက်ပါဒီနေရာမှာကိုပြင်ကျင်တဲ့အကောင့်ရဲ့ user name ကိုရေးထည့်ပေးလိုက်ပါဒီနေရာမှာ sign update ဆိုတာကကို TikTok အကောင့်ဖွင့်ခဲ့တဲ့ခုနှစ်ရဲ့လရပဲဖြစ်ပါတယ်ခုနှစ်ကတော့အမှန်ကန်ထည့်ပေးလိုက်ပါလကတော့မမှတ်မိလို့ရှိရင်ခမန်းချင်နဲ့ထည့်ပေးလိုက်ပါနောက်ပြီးတော့ sign up region ဆိုတာကကိုဖွင့်ခဲ့တဲ့နိုင်ငံရဲ့မြို့ကိုကဥမာမြန်မာနိုင်ငံမှာဖွင့်ခဲ့တယ်ဆိုရင်မြန်မာနိုင်ငံမြန်မာမန္တလေးရန်ကုန်မှာဆိုရင်မြန်မာရန်ကုန်ကျွန်တော်ကတော့မလေးရှားမှာဖွင့်ခဲ့ရတဲ့မလေးရှားကွာလာလမ်ပူလို့ကျွန်တော်ပြလိုက်ပါတယ်ပြီးတော့ဒီနေရာမှာlink email ဖုန်းနံပါတ်ဆိုတာကကိုကောက်ဖွင့်ခဲ့တဲ့ဖုန်းနံပါတ်တမို့ Gmail ကိုထည့်ပေးလိုက်ပါနောက်ပြီးတော့ device use to login ဆိုတာကကိုlogin ဝင်ခဲ့တဲ့ဖုန်းမျိုးစားကိုရိုက်ထည့်ပေးလိုက်ပါပြီးတော့ link account ဆိုတာကလည်းကိုကဥမာကိုရဲ့ TikTok account ကိုရှိခဲ့သလား Instagram နဲ့ရှိခဲ့သလား Data နဲ့ရှိခဲ့သလားဘာနဲ့ရှိခဲ့တယ်လဲဆိုတာကိုရှိဆက်ထားတဲ့ account ကို link ထည့်ခိုင်းတာပါတကယ်လို့ message တွေကဒီနေရာမှာaccount နဲ့မှမရှိထားဘူးဆိုလို့ရှိရင် link account ကိုနေရာမှာထည့်ကြမလို့ပါဘူးနောက်ပြီးတော့ contact email ဆိုတဲ့နေရာမှာကိုဆက်သွယ်လာမယ့် email ကိုထည့်ပေးလိုက်ပါနောက်ပြီးဒီနေရာမှာ additional detail ဆိုတာကကိုယ့်ရဲ့ TikTok account ကဘယ်လိုမျိုးကြောင့် log out ထွက်သွားတာလဲအကြောင်းပြချက်ကိုဒီနေရာမှာရေးရမှာပါကိုယ့် account ကိုစကွန်ရှော့ရိုက်ထားခြင်းဒီနေရာမှာထည့်ပေးလိုက်ပါ information ချက်လက်တွေကိုအကုန်လုံးဖြည့်ပြီးသားပြီလို့ရှိရင်အကြိမ်လေးနှစ်ခုပြလိုက်ပါပြပြီးတော့လည်းအောက်က submit ဆိုလို့နှိပ်ပြလိုက်ပါအခုလိုမျိုး verify တောင်းလာခဲ့လို့ရှိရင်ဒီဘက်လေးကိုရွှေ့ပြလိုက်ပါကြောင်းတဲ့ကောင်မတူပါဘူးအခုလိုမျိုး custom တက်လို့ပေါ်ရင်ရပါပြီဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ TikTok ရုံးကိုအကူအညီတောင်းထားပေးပါပြီခင်ဗျဒီလောက်ဆိုရင်တော့မိတ်ဆွေတွေလည်းနားလည်မယ်လို့ထင်ပါတယ်ကိုယ့်ရဲ့ TikTok အကောင့်ကို TikTok ရုံးကိုအကူအညီတောင်းပြီး login ပြောင်းလို့မရသေးဘူးဆိုရင်ကျွန်တော်ဒီမှာ two step ဖြုတ်ခိုင်းလို့ရပါတယ် two step ဖြုတ်ပြီးတဲ့ service ပြင်တခြားသော service တွေလည်းများစွာရရှိပါတယ်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဗီဒီယိုလေးဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီး like and share လေးပြီးအကူအညီပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးကြတဲ့တောက်ရှင်ကြီးများလည်းကျေးဇူးများကြီးတင်ပါတယ်